ပုပ်ရဟန်းမင်း Francis ဟာဆိုလို့ရှိရင်အီတလီသွေးပါပေမဲ့အာဂျင်တီးနားနိုင်ငံရဲ့အကြီးဆုံးမြို့တော်ဘူနိုအေရီစ်မြို့မှာမွေးတဲ့အာဂျင်တီးနားနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။သူ့ဖေမေကဆိုလို့ရှိရင်အီတလီကနေပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။သူကမွေးချင်း9ယောက်တည်းမှာအကြီးဆုံးသားတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ငယ်ဘဝကကြမ်းတမ်းခက်ခဲခဲ့ပါတယ်။ဘုန်းတော်ကြီးဖြစ်တင်မှုပြုလုပ်ခင်မှာ night club လုံခြုံရေးစောင့်အနေနဲ့ရောဓာတုဗေဒပညာရှင်စာပေဆရာအနေနဲ့ရောလုပ်ခဲ့ပူပါတယ်။အာဂျင်တီးနားမှာဆီယနာရှင်ဖြစ်အုပ်ချုပ်ခဲ့တဲ့1980နဲ့1980ပြည့်လွန်နှစ်တွေအတွင်းမှာတော့သူ့ကိုစစ်အစိုးရနဲ့နှီးစပ်လုံးနေဆိုပြီးဝေဖန်တိုက်ခိုက်ခံရပူပါတယ်။ဘာလို့လဲဆိုတော့တခြားဘုန်းတော်ကြီးတွေထောင်ချနှိပ်စက်ခံခဲ့ရပြီမဲ့သူကတော့ဘရူနိုဆိုင်းရပ်စ်မှာဂိုင်းချုပ်ဖြစ်ခဲ့တာမို့ပါ။ပုပ်ရဟန်းမင်း Francis ဟာဆိုရင်2013ခုနှစ်မတ်လကနေစပြီးရိုမန်ကက်သလစ်အသင်းတော်ရဲ့အကြီးအကဲပုပ်ရဟန်းမင်းကြီးဖြစ်စတင်တာဝန်ယူခဲ့ပါတယ်။သူကတော့အာဂျင်တီးနားမှာသာမကအမေရိကတိုက်မှာပထမဆုံးဖြစ်လာခဲ့တဲ့ပုပ်ရဟန်းမင်းကြီးတစ်ပါးဖြစ်ပါတယ်။ကာဒီနယ်တွေကပုပ်ရဟန်းမင်းဖြစ်အီတလီလူမျိုးတွေကိုအများအပြားရွေးချယ်လေးရှိပြီးတော့သမိုင်းတစ်လျှောက်ပုပ်266ပါမှာ218ပါအီတလီကဖြစ်ပါတယ်။ပုပ် Francis ကိုပုပ်ရဟန်းမင်းဖြစ်ရွေးချယ်ခံရစဉ်မှာစင်သားအရေးတွေကိုအဓိကဆောင်ရွက်ပေးခဲ့တဲ့သူတို့စဉ် Saint Francis နာမည်ကိုအစွဲပြုပြီးတော့ပုပ် Francis ဆိုပြီးအမည်နာမခံယူခဲ့တာဖြစ်ပါတယ်။သူကအသင်းတော်မတ်တွေကိုခန့်တဲ့အခါမှာလည်းတကဘာလုံးနဲ့ပုံမူရင်းနှီးရဲ့ဆက်ဆံရေးရရှိစေဖို့အတွက်ဖွံ့ဖြိုးဆဲနိုင်ငံရဟန်းအမတ်ကာဒီနယ်တွေကိုအများပြားခန့်အပ်ခဲ့ပါတယ်